ပြင်ဆင်မိတဲ့ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်အချိန်တိုင်းပြင်ဆင်ပြီးတဲ့ဘုရားသခင်ကျေးဇူးတင်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေပထမဦးဆုံးကျွန်တော်စကားလေးတစ်ခုနဲ့အစာပြုချင်ပါတယ်ချစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ပထမဦးဆုံးကျွန်တော်မိကွန်းလေးတစ်ခုတော့ကျွန်တော်မေးချင်ပါတယ်မိကွန်းလေးတစ်ခုတော့ဒါတီချင်ကအိမ်ကိုင်းတဲ့အချိန်ဆိုတော့နည်းနည်းပျော်စရာလေးကောင်းသွားအောင်လို့ကျွန်တော်မေးတာပါဘာရွယ်ချက်မှမရှိပါဘူးဒီမှာရှိတဲ့ညီကိုမောင်မတွေအောင်လအန်ဆန်းသိလားမသိခင်ဗျာသိတယ်နော်သူကဘာလုပ်လဲထိုးတယ်လက်ဝဲထိုးတယ်အမေထိုးတယ်ကဘာကျော်ပါကဘာကျော်မိုက်ကယ်ဂျက်ဆန်ရောသိလားမသိခင်ဗျာသိတယ်နော်ခုနဟိုအဆိုတော့ကိုပန်းအောင်ကိုပန်းအောင်လို့သူကကတာနော်သူကမိုက်ကယ်ဂျက်ဆန်ဆိုတော့နော်ကဘာကျော်အကပညာရှင်ပေါ့ဘရင်အဆိုတော့ဒီ We Are The World တချင်းတွေဆိုတာ We Are The World တချင်းဆိုခဲ့တဲ့တကယ်ကဘာကျော်တွေပေါ့ဗျာကဘာကျော်အကပညာရှင်ကဘာကျော်အဆိုတော့ကဘာကျော်လက်ဝဲပညာရှင်တွေအဲ့လိုကဘာကျော်တဲ့လူတွေအများကြီးရှိပါတယ်တနေ့ကျတော့ကျွန်တော်အိမ်ကိုအဲ့လိုမျိုးကဘာကျော်တဲ့ပုံကိုကြီးတယောက်ရောက်လာပါတယ်အဲ့ကျွန်တော်ပုံမြင်ပြောတော့မဟုတ်ပါဘူးတကယ်ဖြစ်ပြပါကျွန်တော်အိမ်ရောက်လာတဲ့ကဘာကျော်ကြီးကတခြားသူတော့မဟုတ်ဘူးလူတိုင်းသိတဲ့ကဘာကျော် COVID-19 ဆိုတဲ့ယောဂကျွန်တော်သူ့လည်းမဖိတ်ဘူးဗျာမဖိတ်ခေါ်ဘဲနဲ့သူကရောက်ချလာသူကကဘာကျော်လူသက်သမားဗျသိလားကဘာကျော်လူသက်သမားအဲ့ဒီသူရောက်လာပြီးတဲ့နောက်မှာသူရောက်လာပြီးတကာလဒီမှာကျွန်တော်သူကင်တော့ပါဗျပထမဆုံးဘာပဲစားလို့မရအောင်အိတ်လို့လည်းမရအောင်စားလို့မရအောင်အိတ်လို့မရအောင်ပြီးတော့ဝန်းသွားတယ်10 ရက်တိတော့ကျွန်တော်ညမအိတ်ဘူးအစာမစားဘူးဝန်းသွားတယ်10 ရက်ကျော်တော့ကျွန်တော်အားမရှိတော့ကျွန်တော်အသက်ရှူဖို့တော့အင်အားမရှိတော့အဲ့ဒီအချိန်မှာကျွန်တော်ပြန်စဉ်းစားပါတယ်ကျွန်တော်တည်ရတော့မှအချိန်နေ့တခုကျွန်တော်ရောက်ရှိလာပြီအကျဉ်းချက်ဘလို့မှအသက်ရှူလို့မရအောင်အဲ့ခံစားချက်မျိုးတကယ်ဖြစ်ပူတဲ့လူတွေပဲနားလဲပါတယ်ကျွန်တော်ထိုင်ပြီးတော့အသက်ရှူတယ်မရအောင်ထားပြီးတော့အသက်ရှူတယ်မရအောင်ကျွန်တော်တအိမ်လုံးမှာကျွန်တော်အမျိုးသမီးလည်းနေမကောင်းအဲ့ကိုဗစ်ပဲကျွန်တော်သမီးလေးလည်းနေမကောင်းတယောက်ပြန်မကြည့်နိုင်တဲ့တယောက်ပြန်ပြီးတော့ပြူစုလို့မရတဲ့အနေအထားမျိုးဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော် piano တီးတက်တာလဲကျွန်တော်မကယ်တင်နိုင်ပါဘူးကျွန်တော်အရန်ခင်ရတဲ့ဆရာဝန်တငယ်ချင်းတွေအများကြီးရှိပါတယ်ဖုန်းဆက်လာတဲ့အချိန်မှာလည်းဆက်ပိတ်ထားပါတယ်စီးဝယ်လို့လည်းမရပါဘူးစီးလည်းတန်းစီပြီးတော့ဝယ်ရတဲ့အခြေအနေအောက်ဆီဂျင်ဆိုတာအရန်ရှားပါဗျာအခုချိန်မှာကျွန်တော်တို့ဖျားသခင်ရဲ့ကြီးစုတော်ကြောင့်အခမဲ့ရှူရှားရတဲ့လေတွေအဲ့ဒီအချိန်မှာဖျားသခင်ရဲ့ကြီးစုတော်ပို့ပြီးတော့နားလဲလာတယ်သမင်တရေသည်ရေစီးသောချောင်းကိုတောင်းတတဲ့ကဲကျွန်တော်ဝိညာဉ်နေတဲ့ကိုတော့တောင်းတတယ်ဆိုရက်ကြမ်းပိုက်ကဟုတ်ပါတယ်သမင်တရေတိုင်းတော့ရေမငတ်ပါဘူးအဲ့ရေငတ်တဲ့သမင်တရေကတော့နေပူတဲ့ဖြတ်လာလို့ပဲနေမှာပါတဲကန်ရတယ်သူဖြတ်လာမယ်အရန်ပြေးလွှားပြီးတော့ဒုက္ခရောက်ပြီးတော့မှရေအရန်စာငတ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာသူကစမ်းချောင်းလေးကိုတွေးတဲ့အခါမှာအရန်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့လိုပဲကျွန်တော်ဘဝမှာအခက်ခဲ
ခဲ့မကြုံဘူးသေးတဲ့အခါမှာဘုရားသခင်တန်တာဖို့အတွက်ကျွန်တော်တခါမှမစင်စားခဲ့ဘူးဒါမျိုးဧဝံဂေလိအမှုတော်မြတ်မှာပါဝင်ဖို့ကိစ္စဆိုတာအရန်ဝေးပါတယ်တော်တော်ဝေးပါတယ်ကျွန်တော်က musician ပါကျွန်တော် piano တီးတယ်ကျွန်တော် T1 လည်းရှိပါတယ်ရန်ကုန်မှာပေါ့နော်အဲ့ဒီမှာဘုရားသခင်ကိုကျွန်တော်ဆုတောင်းတယ်ကိုတော့ဒီချိန်မှာကျွန်တော်မသိချင်သေးပါဘူးဒီချိန်မှာကျွန်တော်သိဝိုင်းရင်ကျွန်တော်ဘာတစ်ခုမှမပြင်ဆင်ရသေးဘူးသိရင်ကောင်းကင်နိုင်ငံရောက်ခဲ့မယ်ဆိုရင်သခင်ယေရှုကကျွန်တော်မင်းဘာလုပ်ပြီးသွားပြီလဲကျွန်တော်ဘာမှမလုပ်ရသေးဘူးကျွန်တော်အချိန်လေးကုန်နေခဲ့တယ်တနေ့နေထိုင်သွားလာစားတော့ပျော်ပါအလုပ်တွေနဲ့အချိန်ကုန်ပြီးတော့ဖခင်အမှုတော်မြတ်မှာဘာမှကျွန်တော်ပါဝင်စက္ကန့်မှုတစ်ခုမှမရှိသေးတဲ့အချိန်မှာကျွန်တော်တွေးပြီးတော့ဝမ်းနေလာတယ်အားငယ်လာတယ်ဟိုးကျွန်တော်ငယ်တော့ဆိုကျွန်တော်အဖေအမေတွေရှိတဲ့အချိန်တော့ဆိုရင်တာလီတကယ်လို့ကျွန်တော်နေမကောင်းဖြစ်ဆိုတာလီဘာမှဖြစ်ဘူးနော်မမိုးရှိတယ်ပပရှိတယ်ဆုတောင်းဝေးမယ်နော်ပြန်ကောင်းသွားလိမ့်မယ်ဘာမှမပူနဲ့ဘာမှမပူနဲ့ပြန်ကောင်းသွားလိမ့်မယ်ဒါလေးဆုတောင်းဝေးမယ်အဲ့ဒီအချိန်မှာအခုချိန်မှာကျွန်တော်အဖေလည်းမရှိတော့ပါဘူးအမေလည်းမရှိတော့ပါဘူးအဲ့ဒီအချိန်မှာကျွန်တော်အရာဝမ်းနေပြီးတော့မျက်ရည်ကျတယ်အဖေလည်းတတိရတယ်အမေလည်းကျွန်တော်တတိရတယ်အသက်လည်းရှူလို့မရတော့အဖေအမေမရှိပေမဲ့ဖခင်သခင်ကသားအဖေမရှိဘူးအမေမရှိဆိုပဲငါရှိတယ်ဆိုတာအဲ့ဒီအချိန်မှာဖခင်သခင်ရဲ့စကားကိုကျွန်တော်ကြားရတယ်ဗျအဲ့ဒီအချိန်မှာကျွန်တော်အယံဝမ်းသာပြီးတော့မျက်ရည်ကျပြီးတော့မှအဲ့ဒီအချိန်မှာကျွန်တော်အမျိုးသမီးကလေကျွန်တော်လေယောက်ျားကြီးဖေးတော့မရှိဘူးတောက်စရာဖေးတော့မရှိဘူးဒီမှာကြက်သွန်နီလေးတစ်လုံးရှိတယ်ဆိုကြက်သွန်နီလေးတသေးလေးတစ်လုံးကျွန်တော်လာပေးတာအဲ့ကြက်သွန်နီတသေးလေးကျွန်တော်ဝါပြီးတော့မြို့ချပြီးတော့ဆူတောင်းပြီးတော့မှမြို့ချလာတဲ့ခါမှာကျွန်တော်အောက်ဆီဂျင်ပြန်တက်လာတယ်ဗျကူအရင်တော့80လောက်ကျနေတဲ့အောက်ဆီဂျင်က90နှစ်အထိပြန်တက်လာတာဟာလေလုယာအဲ့ဒီမှာကျွန်တော်အရန်ဝမ်းသာသွားတယ်အဲ့ဒီနေ့ကနေစပြီးတော့မှကျွန်တော်အသက်ပြန်ရှူလို့ရတယ်ပြန်ရှူလို့ရပြီးတော့မှကျွန်တော်အစာတွေကိုကျွန်တော်အားတင်းပြီးတော့စားလို့တော့မကောင်းဗျစားလို့မကောင်းပေမဲ့ကျွန်တော်အားတင်းပြီးတော့ကျွန်တော်ပြန်စားတဲ့အခါမှာကျွန်တော်ခွန်အားတွေပြန်ဖြစ်လာတယ်အဲ့ကဘာကျော်ကြီးလာလေပြီးတဲ့နောက်ပိုင်းကျွန်တော်ပြန်ကောင်းလာတဲ့အချိန်မှာကျွန်တော်နှုတ်ကပတ်တော်နဲ့ကျွန်တော်သင်ခြင်းပြီးတော့ဒီအချိန်မှာငါ့ကို follow up လုပ်ပြီးမှဆရာတရားရောက်များရှိရင်သိကောင်းပါပဲအဲ့အချိန်မှာ line ပေါ်မှာဆရာမျက်နေရက်9မိနစ်တရားဒေသနာကလည်းကျွန်တော်နေ့အမြဲတမ်းနားထောင်ဖြစ်တာလေဒီဆရာသားငါ့ကို follow up လုပ်ပြီးတော်တော်ကောင်းပါပဲဆိုတော့စိတ်ထဲမှာကျွန်တော်ကမခုတ်တရုပ်လေးမျောလင်းမိတော့ဗောဗျာအမှန်တော့ဒါဥစ္စာသူသာရှိရင်တော့သူသာကျွန်တော်လာပြီးတော့တရားဟောချက်လေးတွေကျွန်တော်အားပေးဖေးမှပဲတော့သိကောင်းပါပဲဆိုတော့စိတ်ထဲမှာကျွန်တော်တန်တမျောလင်းမိတယ်အဲ့လိုမျောလင်းပြီးတော့ဆုတောင်းတာသိမကြောက်နောက်တနေ့ကျတော့အဲ့ပြန်ကောင်းပြီးတော့နောက်တနေ့ကျတော့ဆရာရဲဝင်ထူးနဲ့ဆရာမြတ်နေနဲ့ကျွန်တော်အင်ရှိတကားလာခောက်ပါတယ်သူတို့တချင်လှုပ်ချင်လို့ပါတဲ့ဘုရားသခင်ကပို့ဆောင်ပေးတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ဒီအမှုတော်မြတ်မှာပါဝင်ဖြစ်တယ်ဆရာမြတ်နေနဲ့ဟိုအမှုတော်မြတ်မှာဧဝံဂေလိခီးစဉ်ပဲဖြစ်ကျွန်တော်သွားလာတဲ့အခါမှာကျွန်တော် piano တီချင်းအားဖြင့်ကျွန်တော်လှုပ်တတ်တာလေးကိုဘုရားသခင်ရဲ့အမှုတော်မြတ်မှာကျွန်တော်အနေငယ်ပါဝင်ပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ